မနေ့ကဟမ်ဘတ်က100အပြည့်ပေါင်းသွားတယ်ဆိုတော့ဒီနေ့ညမှာ2ရက်ဆက်ဝင်မှုအတွက်အကောင်းဆုံးတေချာလေးရွေးပေးတာပါဖလက်ကာနိုနဲ့အက်တလက်တီကိုမက်ဒရစ်လက်ရှိမှာဒီကိုကနေပြီးတော့တစ်လုံး80အနိုင်ကိုပေါင်းကြီးနှလုံး80အရှုံးပေးထားပါတယ်ဆိုတော့ဒီဘဲစဉ်လိုတိုရှင်30ချက်လေးလုပ်ပေးပါမယ်အင်ရှင်ဖြစ်တဲ့ဖလက်ကာနိုကဒါအမှတ်ပေးစရာရဲ့အဆင့်18မှာ22ပွဲကစားပြီးတော့22မှတ်နဲ့ဒိုင်းစင်းစုံကိုရောက်နေတယ်ပေါ့နော်ဒိုင်းစင်းစုံကနေလွတ်ဖို့အတွက်ကိုလည်းသူ့ပေါ်ဖလန်စီယာနဲ့တမတ်ပဲကွာတဲ့အနေအထားကိုတွေ့ရတယ်။ဒါလို့ဒီပွဲမှာသာရမှတ်တမတ်လောက်စုဆောင်းနိုင်မယ်ဆိုလို့ရှိရင်ဒိုင်းစင်းစုံကနေပြီးတော့လွတ်မဲ့အနေအထားမျိုးကိုတွေ့ရပါတယ်။ဖလက်ကာနိုရဲ့အိမ်ခွဲဆန်းဆောင်ရေးကြည့်မယ်ဆိုလို့ရှိရင်လည်းအိမ်ခွဲ10ပွဲကစားထားတဲ့နေရာမှာ2ပွဲနိုင်6ပွဲတည်နဲ့2ပွဲရှုံးရမှတ်12မှတ်နဲ့ရာကို8ကိုပေးကို9ပေးထားပါတယ်။ဆိုတော့ဖလက်ကာနိုကအိမ်ခွဲတော်တော်လေးမာတယ်လို့ပြောလို့ရတယ်ပေါ့နော်အိမ်ခွဲ10ပွဲမှာ2ပွဲပဲရှုံးတာတယ်6ပွဲထိတည်ရအောင်ကန်ထားနိုင်တယ်ပေးကိုလည်း9ကိုပဲရှိတယ်ရာကိုက8ကိုရှိတယ်ဒီဘက်ကအက်တလက်တီကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကိုကဒါမှပေးစရာရဲ့အဆင့်3မှာရောက်နေတယ်23ပွဲကစားထားပြီးတော့45မှတ်ရတာလေလာလီဂါချန်ပီယံဖြစ်ဖို့အတွက်တော့ဒါအဆင့်1မှာရှိနေတဲ့ဗီရဲ့အမှတ်60နဲ့ဘာကာ58မှတ်တို့လိုက်မိဖို့ကတော့တော်တော်လေးမဖြစ်နိုင်တော့ဘူးလို့ပြောရမယ်ဒီကိုရဲ့လာလီဂါအိမ်မက်ကတော့ပြီးဆုံးသွားပြီလို့ပြောလို့ရတယ်ဒီကိုရဲ့အဝေးကွင်းစမ်းဆောင်ရေးကြည့်မယ်ဆိုရင်လည်းအဝေးကွင်း17ပွဲကစားထားတဲ့နေရာမှာ3ပွဲနိုင်5ပွဲတည်နဲ့3ပွဲရှုံးထားတယ်ရမှတ်14မှတ်ပဲစုဆောင်းထားနိုင်တယ်12ကိုရပြီးတော့10ကိုပြီးထားရတယ်ဆိုတော့ဒီကိုရဲ့အဝေးကွင်းစမ်းဆောင်ရေးကလည်းဒီမှာအဲ့လိုကြီးကောင်းမနေတာကိုတွေ့ရတယ်ပေါ့နော်သူနှစ်သိန်းရဲ့ထိလိုက်တွေးဆုံမှုကတော့ဒါဒီကိုကပဲတစ်ဖက်သက်အသာစီးရထားတယ်နောက်ဆုံးတွေးဆုံမှု9ချိန်မှာဒီကိုက4ချိန်နိုင်ပြီးတော့တစ်ချိန်တည်ရကြတာတယ်ဆိုတော့လက်ရှိဒီကိုကနေပေးထားတဲ့ body ကြီးတစ်လုံး80အနိုင်ဆိုတာဒါကျွန်တော်ကတော့တော်တော်လေးပျော့ပြောင်းနေတယ်လို့မြင်နေပေါ့နော်ဒီဘက်မှာဒိုင်းစင်းစုံကနေလွတ်ဖို့အတွက်ရုံးရမယ်ဖလက်ကာနိုရဲ့ဒိုင်းစင်းစုံရုံးအားကိုပဲယုံကြည်ပြီးတော့ဒါအင်ရှင်ဖလက်ကာနိုကိုရွေးချယ်ကြပါတယ်ဒီဘက်စဉ်တော့ဖလက်ကာနို body လေးကိုပဲရွေးပြီးလိုက်ပါဒီလိုအားလုံးပဲအဆင်ပြေကြပါတယ်